လေးပါခဏလေးပါတမ်မတော်နေတို့ဒီတမ်မတော်နေခန်းနာမှာတော့ဟောပေါ့တမ်မတော်ကာကွယ်ရေးချုပ်ကိုဟာဒုတိယတမ်မတော်ကာကွယ်ရေးချုပ်ကတက်ရောက်ပြီးနေဝင်ပြောကြားတာလေတို့တက်စစ်စီကလောက်ပါအဓိကတော့ဟောပါပဲတမ်မတော်ကာကွယ်ရေးချုပ်ကမလေးကကျွန်တော်တို့ရုံစင်းတဲ့အချိန်မှာကျွန်တော်တို့လည်းခြေထောက်ချော်သွားတဲ့တတိယဒီကောင်းတာလို့ဖြစ်ပါတယ်တမ်မတော်နေခန်းနာကျွန်တော်တို့ကတောက်လျှောက်တနာရီခွဲ2နာရီလောက်မတ်တက်ရတဲ့အတွက်အခြားကိစ္စမရှိပါဘူးကျမကြီးကလည်းကျမကြီးကိစ္စမလည်းဒီကောင်းရတဲ့ကိစ္စတိတ်ဆူဆူဝါးကြီးပေါ့ပါအဲ့ဒါလေးအိန္ဒိယတွေချိုးအသိပေးတာဘယ်လိုခဏဒါမျိုးတမလို့ကဝေးဘူးကြုံမတက်ခနဲ့ဟိုဒုတိယကဝေးဘူးစီကျော်လောက်ပဲတက်ဆိုအဆင်လာရှိခဲ့ဘူးလားခင်ဗျာရှိတယ်ဆိုတာကျွန်တော်တို့ကျွန်တော်မမိပြောရရင်ကျွန်တော်တို့ဟွာပေါ့စစ်တပ်ကတော့အမှတ်စဉ်34ကျောင်းစင်ပွဲစစ်တပ်ကတော့အမှတ်စဉ်34ကျောင်းစင်ပွဲမှာကျွန်တော်တို့ဟွာပေါ့ဘုံမူကြီးတန်းရွှေတရားမှာဘုံမူကြီးတန်းရွှေတရားမှာအဲ့လိုမျိုးပဲဟိုကျမ်းမာရေးကိစ္စတွေကြောင့်ဒီဟုလုံကိုရောက်ပြီးသားအဲ့မှာဟွာပဲအဲ့ဒီတော့ကျွန်တော်မမိကအတွင်မှုနဲ့ဒုတိယဘုံကြီးတင်တက်ပြောကြမိကုန်ပြောသွားတယ်ဒါတော့ကျွန်တော်တို့ပါပါပဲကျမ်းမာရေးအခြေအနေကြောင့်ကျန်တဲ့ကိစ္စကြောင့်မရှိပါဘူးနော်ကျေးဇူးတင်ပါကျေးဇူးပါခင်ဗျာဟို speech လေးများရမလားလို့တမ်လို့နေတို့ဒီတမ်လို့နေခန်းနာမှာတော့တမ်တော့ကဝင်းပြုတ်ကိုဟာဒီကတမ်တော့ကဝင်းပြုတ်ကတက်ရောက်ပြီးနေဝင်ပြောကြတာလေဟိုတက်စစ်စီရလောက်ပါအဓိကတော့ဟောပါပဲတမ်တော့ကဝင်းပြုတ်ကမလေးကဆိုလို့ရုံစင်းတဲ့အချိန်ကျွန်တော်တို့လည်းချီအောင်ချော်သွားတဲ့တည်းဒီကောင်းတာလို့ဖြစ်ပါတယ်။ဒါမလို့နေခန်းထားကျွန်တော်တို့ကတောက်လျှောက်တနာရီခွဲ2နာရီလောက်မတ်တက်ရတယ်အတွက်တခြားကိစ္စမရှိပါဘူး။ကျမကြီးရတယ်ကျမကြီးကိစ္စမလဲဒီကောင်းရတဲ့ကိစ္စတိတ်ဆူဆူရွာကြီးပေါ့။အဲ့ဒါလေးဒီရာကြီးကျူအပြီးပြီးတာ။ဘယ်လိုခဏဒါလို့တမလို့ကဝေးပြီးရုံမတက်ခနဲ့ဟိုဒုတိယကဝေးစီကျော်လောက်ပဲတက်ဆိုအစင်လာရှိခဲ့ဘူးလားခင်ဗျာ။ရှိတယ်ဆိုတာကျွန်တော်တို့ကျွန်တော်မိပြောရင်ကျွန်တော်တို့ဟွာပေါ့စစ်တပ်ကတော့အမတ်စင်34ကျောင်းစင်ပွဲစစ်တပ်ကတော့အမတ်စင်34ကျောင်းစင်ပွဲမှာကျွန်တော်တို့ဟွာပေါ့ဘုံမူကြီးတန်းရွှေတရားမှာအဲ့လိုမျိုးပဲဟိုကျမ်းမာရေးကိစ္စတွေကြောင့်ဒီဟုလုံကိုရောက်ပြီးသားအဲ့မှာဟွာပဲအဲ့ဒီတော့ကျွန်တော်မမိကအတွင်မှုနဲ့ဒုတိယဘုံကြီးတင်တက်ပြောကြမိကုန်ပြောသွားတယ်။ဒါတော့ကျွန်တော်တို့ပါပါပဲ။ကျမ်းမာရေးချီလို့ကျန်တဲ့ကိစ္စကြောင့်မရှိပါဘူးနော်။ကျေးဇူးတင်ပါကျေးဇူးပါခင်ဗျာဟို speech လေးများရမလားလို့